အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီ C2 second C ကလှည့်ဝက်နေရအောင်ကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်စကင်လေးနည်းနည်းပြောင်းထားဟိုများများပြောင်းထားပါတယ်အကုန်လုံးကိုပြောင်းပြလိုက်တာပေါ့နော်အရင်စကင်ကိုကြိုက်တော့ဘူးအရင်စကင်နဲ့တခြားကြီးဖြစ်သွားပြီ C2 ရဲ့ဒီနားလေးကိုလာလိုက်ပါဒီဟာဆိုရင်ဒီမြင်းချောင်းလေးတွေ့ပါလိမ့်မယ်ဒီမြင်းချောင်းလေးတွေ့ပါလိမ့်မယ်အဲ့ဒီမြင်းချောင်းလေးကိုပေါ့နော်အဲ့ဒီမြင်းချောင်းလေးရဲ့ဒီဘက်မှာနည်းနည်းရင့်နေတဲ့အပေါက်လေးတွေ့ပါလိမ့်မယ်အဲ့အပေါက်ကိုဖြတ်စီးလိုက်ပါပြီးတော့ဒီမှာကရတနာတစ်တာ3ခုရှိတယ်ဒါလည်းလွတ်ဝက်နေတာပေါ့နော်အားလုံးပဲဒီဗီဒီယိုကြည့်ကြတဲ့ကျေးဇူးတင်ပါတယ်Bye bye.